ညအချိန်ကတိတ်ဆိတ်လွန်းနေခဲ့ပေမဲ့အေးညိုဤစိတ်ထဲမှာတော့မုန်တိုင်းလိုလှုပ်ရှားနေသည်သတင်းပေါက်ပေးမှရက်နေရင်အမှောင်ထဲကိုကြည့်ကာသူမ၏အတိတ်ဘဝတစ်လျှောက်ကြုံတွေ့ခဲ့ရသောနာကျင်မှုများကိုပြန်လည်သတိရနေခဲ့သည်အညိုးဆိုသည်မှာဒေါသတစ်ခုသာမကသူမ၏အသက်ရှင်မှုအပိုင်းတစ်ခုဖြစ်လာပြီးသားဖြစ်သည်ဒီနေ့မနက်ပိုင်းတွင်မင်းသူရနှင့်ပြန်လည်တွေ့ဆုံခဲ့ရသည်သူ၏မျက်နှာပေါ်ကအေးဆေးသောအပြုံးကအေးညို၏စိတ်ကိုပိုမိုဒေါသထွက်စေသည်အရာအလုံးမဖြစ်ခဲ့သလိုနေလို့ဘလို့လုံနိုင်ရသနည်းသူမ၏မိသားစုကိုပျက်စီးစေခဲ့သောအတိတ်ကိုမေ့နိုင်ပါမလားသူမ၏နာမည်ကိုခေါ်လိုက်ချိန်တွင်လက်များတုံရင်သွားခဲ့သည်ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲစိတ်ကိုထိန်းချုပ်ထားရခြင်းကြောင့်ဖြစ်သည်မင်းသူရကအမှန်တရားကိုရှင်းပြရန်ကြိုးစားခဲ့သည်သူမသိထားသည့်အရာများမှာအပြည့်စုံမဟုတ်ကြောင်းနှစ်ဦးစလုံးမသိခဲ့သောလျှို့ဝှက်ချက်များရှိကြောင်းပြောသည်သို့သောအေးညိုအတွက်တော့အဲ့ဒီစကားတွေဟာအနာပေါ်စားတတ်တယ်လို့ပဲဖြစ်နေသည်အမေ၏မျက်ရည်များအဖေရဲ့တိတ်ဆိတ်မှုများကိုသူမမမေ့နိုင်ပါအဝေးမှခန့်စော်ကအရာအလုံးကိုကြည့်နေခဲ့သည်အမှန်တရား၏အပိုင်းအစချို့ကိုသိထားခဲ့ပေမဲ့တိတ်ဆိတ်နေရင်အားလုံးကိုကာကွယ်နိုင်မည်ဟုထင်ခဲ့သည်ယခုအခါသူ၏တိတ်ဆိတ်မှုကသာအေးညို၏အညိုးကိုပုံမိုကြီးထွားစေခဲ့ကြောင်းနားလည်လာသည်ထိုအချိန်တွင်ပင်စာတစ်စောင်ကိုအေးညိုတွေ့ရှိခဲ့သည်အချိန်ကြာကြာဖုံးကွယ်ထားသောစာတစ်စောင်ဖြစ်ပြီးထိုစာသားများကသူမ၏ယုံကြည်ချက်ကိုတုန်လှုပ်စေခဲ့သည်သူမယုံကြည်ထားသမျှအမှန်တရားများအပြည့်အစုံမဟုတ်နိုင်ကြောင်းစိတ်ထဲတွင်တန်တရားစတင်ဝင်လာသည်အပိုင်းအဆုံးတွင်စာကိုလက်ထဲကင်ထားရင်းမျက်ရည်များစီးကျနေသောအေးညို၏ပုံရိပ်နှင့်အတူအတိတ်နှင့်ပစ္စုပန်တို့တိုက်မိသွားသည်စာတစ်စောင်ကိုကင်ထားသည့်အေးညို၏လက်များမှာအလွန်လေးလံနေသည်စာကြောင်းတိုင်းကသူမ၏အတိတ်ယုံကြည်ချက်များကိုတစ်ခုပြီးတစ်ခုချိုးဖျက်နေသည်အမှန်တရားဆိုသည်မှာသူမထင်ထားသလိုရိုးရှိမနေခဲ့ပါအပြစ်တင်ခဲ့သူများသာမဟုတ်ပဲနားလည်မှုလွဲမှားခြင်းများတိတ်ဆိတ်မှုများကပါအရာအလုံးကိုပျက်စီးစေခဲ့သည်အေးညိုသည်မင်းသူရကိုထပ်မံရင်ဆိုင်လိုက်သည်ဒီတစ်ခါသူမ၏အတန်မှာဒေါသမပါတော့ပဲနာကျင်မှုသာကြန့်ရှိနေသည်အမှန်တရားကိုလိုလားစွာမေးမြန်းလိုက်သည်မင်းသူရကနောက်ဆုံးတွင်ဖုံးကွယ်ထားခဲ့သမျှကိုဖွင့်ဟပြောပြခဲ့သည်သူ၏အမှားများကြောက်ရွံ့မှုများနှင့်ပြန်လည်မပြုပြင်နိုင်သောရလဒ်များကိုဝန်ခံလိုက်သည်ခန့်စော်လည်းထပ်မံတိတ်ဆိတ်နေ၍မရတော့ပါမိမိ၏အဖြစ်ကိုဝန်ခံခဲ့သည်ထိုစကားများကအေးညို၏စိတ်ကိုထပ်မံချိုးဖျက်ခဲ့တော်လဲတစ်ချိန်တည်းတွင်လွတ်မြောက်မှုကိုလည်းပေးစွမ်းခဲ့သည်ယခုအခါသူမအမှန်တရားအပြည့်အစုံကိုမြင်နိုင်လာသည်အေးညိုအတွက်ရွေးချယ်စရာတစ်ခုသာကြံရှိနေသည့်အညိုးကိုဆက်ထားမလားသို့မဟုတ်လွတ်မြောက်ဖို့ကြိုးစားမလားမုန်းတီးခြင်းထက်ခွင့်လွှတ်ခြင်းကပိုမိုခက်ခဲကြောင်းသူမနားလည်လာသည်နောက်ဆုံးတွင်အေးညိုသည်အမေ၏တင်ချိုင်းသို့တွားရောက်ကာစိတ်ထဲရှိသမျှကိုပြောပြလိုက်သည်ကုသခြင်းဆိုသည်မှာမေ့လျှော့ခြင်းမဟုတ်ပဲအမှန်တရားကိုလက်ခံနိုင်ခြင်းဖြစ်ကြောင်းသူမနားလည်လာသည်အပိုင်း14သည်အေးညို၏ခြေလမ်းအသစ်နှင့်အတူအဆုံးသတ်သွားသည်အညိုးသည်မပြောက်ကွယ်သေးတော့လဲသူမ၏စိတ်ကိုမထိန်ချုပ်နိုင်တော့ပဲဖြစ်လာခဲ့သည်